ယေရှုနာမ၌အားလုံးမင်္ဂလာပါဒီနေ့ပြန်လည်ပြီးမှ online ကနေတွေ့ရတဲ့အတွက်ကြောင့်ဘုရားခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်ဆင်ခြင်ဖို့ရအတွက်ခဏလေးစတောင်းစက္ကန့်အနံ့ရအောင်အဖဖျားကိုယ်တိတ်ကောင်းမြတ်တယ်ကျွန်တော်ကိုအသက်ရှင်ခွင့်ပေးတယ်ကျမ်းမာခြင်းပေးတဲ့အရာအတွက်ကျေးဇူးတင်တယ်ဘုရားခင်ဒီနေ့ပြန်လည်ပြီးမှဆင်ခြင်ရမယ်ကိုယ်စကားတော်အတွက်လည်းကိုယ်ကိုတိတ်ကျေးဇူးတင်တယ်တန်ရှင်တော်ဝင်တော်ဖျားကိုယ်စကားပြောပါဒီဆောက်ဆက်ဖြစ်စေပါသခင်ယေရှုနာမနဲ့စတောင်းစက္ကန့်အနံပါရဖျားခင်အာမင်ဒီနေ့ကျွန်တော်တို့ဒီနေ့ရက်ကာလဒီတဖြည်းဖြည်းနဲ့အယံဆုပ်ယုပ်လာတယ်ဒီလိုဆုပ်ယုပ်လာတဲ့ခေတ်ကာလကြီးထဲမှာကျွန်တော်ဖျားနဲ့ပတ်သက်ပြီးမှအမှုတော်မြတ်နဲ့ပတ်သက်ပြီးမှစန္ဒရှိုံတစ်ခုတည်းနဲ့မလုံလောက်တော့ဘူးဒါကြောင့်ကျွန်တော်အနေနဲ့ပင်ပြတော့စိတ်ရှိပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အားပေးချင်ပါတယ်ဒီအရာကိုကျွန်တော်ဆင်ခြင်ဖို့ရအတွက်ရှင်လုကာအခန်းကြီး19အခန်းငယ်1ကနေ3ကိုကျွန်တော်ရှေ့ဦးစွာဖတ်ချင်ပါတယ်ယေရှုသည်ယေရုခိုမြို့သို့ဝင်၍ရှောက်သွားတော်မူ၏ထိုအခါဇက္ကဲအမည်ရှိသောအခွန်ကောင်းတယောက်ရှိ၏ထိုသူသည်ငွေရတတ်တော်သူဖြစ်၏ယေရှုသည်အဘေတို့သောသူဖြစ်သည်ကိုထိုသူသည်ကြည်လို၍လူအစုအဝေးများသောကြောင့်မိမိအရက်လည်းနှိမ့်သည်ဖြစ်၍မမြင်နိုင်အဲ့ဒီအချိန်မှာယေရှုကနာမည်ကြီးနေတဲ့အတွက်ကြောင့်ဇက္ကဲကလည်းယေရှုကိုတွေ့ချင်တယ်သူတွေ့ချင်တာနဲ့အတော်ပဲအခုဇက္ကဲနေတဲ့ယေရုခိုမြို့ကိုယေရှုလာပြီယေရှုလာတဲ့အခါမှာဇက္ကဲကလည်းယေရှုကိုအယံမြင်ချင်တဲ့အတွက်ကြောင့်လောလောဆယ်သူလုပ်နေတဲ့အလုပ်ကိုခဏထားခဲ့ပြီးမှယေရှုကိုတွေ့ဖို့သွားတယ်ယေရှုကိုတွေ့ဖို့သွားတဲ့အခါမှာယေရှုရဲ့အရှိမရောယေရှုရဲ့အနောက်မှာရောဘေးပတ်လည်မှာရောအကုန်လုံးကလူတွေပဲပြည့်ကျက်နေတဲ့အတွက်ကြောင့်ဇက္ကဲကယေရှုကိုတွေ့ခွင့်မရှိခဲ့ဘူးတမန်ကျမ်းစာထဲမှာကဇက္ကဲကအရက်ပုတယ်တဲ့အရက်ပုတဲ့အတွက်ကြောင့်သူယေရှုကိုတွေ့ချင်ပေမဲ့တွေ့ခွင့်မရခဲ့ဘူးတွေ့ခွင့်မရခဲ့တဲ့အတွက်ကြောင့်သူကလက်ပြန်သွားသလားဆိုရင်လည်းမပြန်သွားဘူးသူယေရှုကိုတွေ့ချင်တဲ့စန္ဒကသူကရိုးရိုးလေးစန္ဒမဟုတ်ဘူးယေရှုကိုတွေ့ချင်တဲ့စိတ်ကသူ့အထဲမှာကိုပြင်းပြနေတယ်ပြင်းပြတဲ့စိတ်ရှိတဲ့အခါမှာသူယေရှုကိုမရမကတွေ့အောင်သူကြိုးစားတယ်နံပါတ်1သူ့ရဲ့အလုပ်အကင်ကိုထားခဲ့ပြီးမှလာတွေ့တာပဲဒါမဲ့အရက်ပူတော့တွေ့ခွင့်မရဘူးနံပါတ်2တွေ့ခွင့်မရတဲ့အခါမှာသူနောက်ဆုတ်သွားသလားဆိုရင်မဆုတ်ဘူးငါဒီနေ့ယေရှုကိုတွေ့မှဖြစ်မယ်ဆိုတဲ့ပြင်းပြတဲ့စိတ်ရှိတဲ့အခါမှာနောက်ဆုံးဘာလုပ်တယ်လဲဆိုရင်ဖြက်လန်းကနေပြေးပြီးမှတင်းမောတဖန်းပင်ပေါ်မှာတက်ပြီးမှယေရှုကိုစောင့်ကြည့်နေတယ်ဒါဆိုဒီဇက္ကဲရဲ့အတ္တတာနဲ့ဆင်ခြင်မယ်ဆိုရင်ကျွန်တော်ယုံကြည်သူရဲ့အတ္တတာမှာလေဒီနေ့ဒီခေတ်အချိန်တွေကအယံဆုပ်ယုပ်နေတဲ့အတွက်ကြောင့်ဖျားနဲ့ပတ်သက်လာရင်စန္ဒစိတ်ဒုက္ခတည်းရှိုံနဲ့မလုံလောက်တော့ဘူးနောက်ထပ်တစ်ဆင့်ဘာတိုးရမလဲဆိုရင်ဖျားနဲ့ပတ်သက်လာရင်ငါမရမကဖျားစကားရကိုရမှာဖြစ်မယ်ငါဖျားနဲ့တွားမှဖြစ်မယ်ဆိုတဲ့အသွင်းစိတ်နှလုံးသားထဲမှာပြင်းပြတော့စိတ်ရှိဖို့ကအလုံးအရေးကြီးတယ်ဇက္ကဲကယေရှုနဲ့ပတ်သက်ရင်ပြင်းပြတော့စိတ်မရှိဘူးဆိုရင်ယေရှုနဲ့တွေ့မှလည်းမဟုတ်ဘူးသူ့ရဲ့အတ္တပြောင်းလဲမှလည်းမဟုတ်ဘူးဒါမဲ့ဇက္ကဲရဲ့အတ္တမှာလေယေရှုနဲ့ပတ်သက်လာရင်ပြင်းပြတော့စိတ်ရှိတဲ့အခါမှာနောက်ဆုံးသူယေရှုကိုတွေ့ခွင့်ရသွားတယ်ကျွန်တော်ဆက်ဖတ်ချင်ပါတယ်အခန်းငယ်4နဲ့5ထဲမှာထို့ကြောင့်ကြွတော်မူမိလမ်းတွေရှေ့သို့ပြေး၍ကိုတော်ကိုမြင်အံ့တော့ငါတဖန်းပင်တပင်ကိုတက်လေ၏ထိုအရက်တို့ယေရှုသည်ရောက်တော်မူသောအခါမျော်ကြည့်၍ထိုသူကိုမြင်တော်မူလေအခန်းငယ်6ဇက္ကဲမြန်ဆင်းလော့တင်ဤအိမ်၌ယနေ့ငါတေးနေမည်ဟုမိန့်တော်မူ၏ဇက္ကဲကယေရှုကိုလုံးဝတွေ့ချင်တဲ့စိတ်ဆန္ဒပြင်းပြတဲ့အခါမှာတင်မောတဖန်းပင်တပင်ကိုတက်ပါတယ်ဒါမဲ့သူကယေရှုကဘာတူလဲဆိုတဲ့အရာကိုတင်မောတဖန်းပင်ပေါ်ကနေလိုက်ကြည့်နေတယ်အဲ့လိုလိုက်ကြည့်နေတဲ့အချိန်မှာယေရှုကပဲဇက္ကဲကိုအရင်မြင်သွားတယ်
မြင်သွားပြီးမှဇက်ကဲကိုပြောတယ်ဇက်ကဲမြန်မြန်ဆင်းဒီနေ့တင့်အိမ်မှာငါနားမယ်ဆိုပြီးမှပြောတယ်ဇက်ကဲကယေရှုကိုတွေ့ချင်တဲ့စိတ်ဆန္ဒအယံပြင်းပြတဲ့အတွက်ကြောင့်ယေရှုကဇက်ကဲကိုကြည့်ပြီးမှသူ့ရဲ့အိမ်မှာနားခဲ့တယ်ယေရှုနဲ့တွေ့သွားပြီးတဲ့နောက်ပိုင်းမှာကေတင်ချင်းရပြီးမှသူ့ရဲ့အသက်တာပြောင်းလဲသွားတယ်ဆိုဇက်ကဲဘာလို့ပြောင်းလဲသွားတယ်လဲဆိုရင်ယေရှုနဲ့ပတ်သက်လာရင်သူကယေရှုကိုတွေ့ချင်တဲ့စိတ်ဆန္ဒရိုးရိုးလေးမဟုတ်ဘူးယေရှုနဲ့ပတ်သက်လာရင်လုံးဝသူ့ရဲ့ဒီအတွင်းနှလုံးသားထဲမှာပြင်းပြတဲ့စိတ်ဆန္ဒရှိတဲ့အတွက်ကြောင့်နောက်ဆုံးသူယေရှုနဲ့တွေ့ခွင့်ရသွားတယ်တွေ့ခွင့်ရသွားတော့အသက်တာပြောင်းလဲသွားတယ်ဒီနေ့ကျွန်တော်ယုံကြည်သူတွေအသက်တာမှာလဲဒီဇက်ကဲရဲ့အကြောင်းအရာလေးနဲ့ဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်ငါဖခင်နဲ့ပတ်သက်လာရင်မရမကလှုပ်ဆောင်မယ်ဖခင်စကားကိုရမှဖြစ်မယ်ဖခင်နဲ့တွားမှဖြစ်မယ်ဆိုတဲ့ပင်ပြတော့စိတ်ရှိဖို့လိုအပ်ပါတယ်ပင်ပြတော့စိတ်မရှိဘူးဆိုရင်ကျွန်တော်ရဲ့အတ္တကစိုးရင်စရာအများကြီးရှိပါတယ်ဒီအကြောင်းအရာလေးနဲ့ခက်ဆင်ဆင်အကြောင်းအရာလေးတစ်ခုလေးနဲ့ပြန်ဆင်ခြင်ဖို့ဖြစ်တယ်ရှင်လူကာအခန်းကြီး18အခန်းငယ်18ကနေ23ထဲကအကြောင်းအရာလေးဖြစ်တယ်အငယ်18ကိုကျွန်တော်ဖတ်ချင်တယ်အရာရှိတယောက်ကကောင်းမြတ်သောဆရာထာဝရအသက်ကိုအမွေခံရအပ်တော့ငါအကျွန်ုပ်ဒီအပေအမှုကိုပြုရမည်နည်းဟုမေးလျှောက်တော့ဒီထဲမှာလဲအရာရှိတယောက်ဒါဆိုဒီအရာရှိတယောက်ကလည်းယေရှုစီမှာလာပြီးမှထာဝရအသက်ကိုရဖို့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုပြီးမှပြောပါတယ်အခန်းငယ်22နဲ့23ကိုဖတ်ချင်တယ်ကိုဥစ္စာရှိသမျှကိုရောင်း၍စင်ရသောသူတို့အားပေးဝယ်တော့ထိုတို့ပြုလင်ကောင်းကင်ဘုံ၌ဗန္တာကိုရလိမ့်မည်တို့ပြုပြီးမှလာ၍ငါနောက်သို့လိုက်လောဟုမိန့်တော်မူ၏ထိုသူသည်များစွာသောဥစ္စာကိုရတတ်တော်သူဖြစ်၍ထိုစကားကိုကြားလင်အလွန်စိတ်မသာသည်နှင့်တွားလေ၏ဒီအရာရှိကစီးပွားရေးကောင်းတယ်ချမ်းသာတယ်ကိုဥစ္စာရှိသမျှကိုရောင်းပြီးမှဆင်းရဲသားကိုပေးဆိုတဲ့စကားကိုကြားတဲ့အခါမှာသူကယေရှုရဲ့အထံတော်ထဲကနေပြန်ထွက်သွားတယ်ဇက်ကဲကလေယေရှုကိုလွယ်လွယ်ကူကူတွေ့ခဲ့တာမဟုတ်ဘူးပြင်းပြတော့စိတ်ရှိတဲ့အတွက်ကြောင့်မရမကကြိုးစားတဲ့အခါမှာယေရှုနဲ့တွေ့ခဲ့တယ်အရာရှိကလည်းစီးပွားရေးကောင်းတယ်ငွေရတတ်တယ်ဇက်ကဲကလည်းစီးပွားရေးကောင်းတယ်ငွေရတတ်တယ်ဒါပေမဲ့ဇက်ကဲရဲ့နှလုံးသားကတကယ်ယေရှုနဲ့တွေ့ချင်တဲ့စိတ်ဆန္ဒထဲမှာပြင်းပြခြင်းရှိတဲ့အခါမှာယေရှုကိုတွေ့တယ်ယေရှုကိုတွေ့ပြီးတဲ့နောက်ပိုင်းမှာသူ့ထဲမှာရှိတဲ့အရာကိုဆင်းရဲသားတွေကိုပြန်မျှဝေတယ်ဆိုတဲ့အရာတွေ့ရတယ်ဒီအရာရှိကတော့ယေရှုနဲ့တော့တွေ့ခဲ့ပါတယ်ဒါပေမဲ့ယေရှုပြောတဲ့စကားသူဝန်မခံနိုင်ဘူးဒါဆိုရင်ဇက်ကဲနဲ့အရာရှိကျွန်တော်ဘယ်ထဲမှာအသက်ရှင်နေမလဲဇက်ကဲလည်းယေရှုကိုတွေ့တာပဲအရာရှိလည်းယေရှုကိုတွေ့တာပဲဒီနေ့ကျွန်တော်ယုံကြည်သူတော်တော်များများလည်းယေရှုကိုတော့တွေ့တာပဲဒါပေမဲ့ယေရှုကိုတွေ့တဲ့ဇက်ကဲဖြစ်နေတယ်လားယေရှုကိုတွေ့တဲ့အရာရှိဖြစ်နေတယ်လားဘုရားသခင်ကဘာကိုလိုချင်တယ်လဲဆိုရင်ယေရှုကိုတွေ့တဲ့အရာရှိလို့မဖြစ်ခိုင်းစေချင်ဘူးယေရှုကိုတွေ့တဲ့ဇက်ကဲလိုပဲကျွန်တော်ရဲ့အတ္တကိုဖြစ်ခိုင်းစေချင်တယ်ဘုရားနဲ့ပတ်သက်လာရင်ပြင်းပြတော့စိတ်ရှိတော်သူဖြစ်ခိုင်းစေချင်တယ်ဝိညာဉ်ရေးနဲ့ပတ်သက်လာရင်ပြင်းပြတော့စိတ်ရှိတော်သူဖြစ်ခိုင်းစေချင်တယ်တကယ်လို့ယေရှုကိုတွေ့တဲ့အရာရှိလိုပဲဖြစ်နေသေးတယ်ဆိုရင်ကျွန်တော်ရဲ့အတ္တပြန်လည်ပြီးမှပြုပြင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဒီနေ့ဒီအကြောင်းအရာလေးနဲ့ယုံကြည်သူအရောက်တိုင်းကိုခွန်အားပေးချင်ပါတယ်ယေရှုနဲ့တွေ့သွားတဲ့အရာရှိလို့မလုပ်ပါနဲ့ယေရှုနဲ့တွေ့တဲ့ဇက်ကဲလို့အသက်ရှင်ပါဘုရားသခင်ကအဲ့ဒီနှလုံးသားအဲ့ဒီအတ္တကိုလိုချင်ပါတယ်ဒီနေ့ခေတ်ကအရန်ကြီးစိုးသွမ်းနေတဲ့ခေတ်ဖြစ်ပါတယ်ဝိညာဉ်ရေးအထက်မှာရွေးချယ်ဖို့ရန်အတွက်အဖို့အခများတဲ့ခေတ်ဖြစ်ပါတယ်ဘယ်လိုပဲအဖို့အခများတယ်ဖြစ်ပါစေဝိညာဉ်ရေးနဲ့ပတ်သက်လာရင်ပြင်းပြတော့စိတ်ကျွန်တော်ရှိရအောင်ဆိုတဲ့နှုတ်ကပတ်တော်လေးနဲ့ခွန်အားပေးချင်ပါတယ်အရောက်တိုင်းဖခင်နဲ့ပတ်သက်လာရင်ပြင်းပြတော့သူလေးဖြစ်ပါစေဘုရားခင်တာ၍ယေရှုပြုခြင်းခံစားရရှိပါစေ